အိမ်ခေါ်တင်မဲ့မိဘတိုင်း guide ခေါ်ရမလားဆရာဆရာမခေါ်ရမလား teacher ပေါ့နော်ခေါ်ရမလားဆိုပြီးတော့ဝေခွဲရခက်နေရဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုလေးကိုချက်ကြည့်လို့ရပါတယ်ဆိုတော့ guide တယောက်ကဘယ်လိုလူတွေခေါ်တင်လဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ကလေးကဒီကျောင်းနေကျူရှင်တွေကိုကောင်းကောင်းမွန်မွန်တေချာတင်ပြပေးတဲ့နေရာမျိုးတွေမှာထားရတယ်တက်နေရဆိုလို့ရှိရင်တော့ဒါ guide လောက်နဲ့လောက်တယ်ဒီကလေးကဒီကျောင်းမှာကျူရှင်မှာနားလည်ပြီးသားစာတွေကို guide နဲ့တေချာပြန်ပြီးတော့မှ train ပြီးတော့နေလမ်းမှန်မှန်လမ်းမှန်မှန်လောက်သွားမယ်ဆိုလို့ရှိရင်တော့ဒါအဆင်ပြေပြေနဲ့သွားလို့ရမယ်ပေါ့နော်ဒါပေမဲ့တခါတလေမှနားမလည်တာမျိုးတွေပါရှိလို့ရှိရင်လည်း guide ကိုပြန်မေးတဲ့အခါမှာလည်းအဆင်ပြေပြေနဲ့သွားလို့ရမယ်ပေါ့ဆိုတော့တချို့ကလေးတွေကြတော့ကျောင်းကတော့ပုံမှန်လေးပဲတက်တယ်ဒါပေမဲ့ကျူရှင်ပြန်မယူထားတဲ့ကလေးမျိုးတွေပြီးတော့အပြင်မှာတေချာပြန်ပြီးတော့မှ train နေတဲ့ကလေးမျိုးတွေကြတော့ teacher ပုံစံမျိုးဆရာဆရာမပုံစံမျိုးခေါ်တာတော့ပို့ပြီးတော့တင်တော့ပါတယ်ဆိုတော့ပြောချင်တာကကျောင်းလောက်ပဲတက်ပြီးတော့မှကျူရှင်မယူထားတဲ့ကလေးတွေဆိုရင်တော့ဒါအိမ်မှာဆရာဆရာမပုံစံမျိုးပေါ့နော် guide မဟုတ်ဘဲနဲ့ဆရာဆရာမသင်ကြားပေးနိုင်တဲ့ teacher ပုံစံမျိုးခေါ်တာကတော့ပို့ပြီးတော့ထိအောင်ပဲလို့ထင်ပါတယ်ဆိုတော့ဒီနေ့မှာတော့ဒီ guide နဲ့ teacher နဲ့ဘယ်လိုမျိုးရွေးပြီးတော့ခေါ်ရမလဲဆိုတာလေးပြောပြဖြစ်ပါတယ်ဆိုတော့ The Guide မြန်မာမှာလည်းဒီဆရာဆရာမတွေရော guide တွေရောမျိုးစုံလာပြီးတော့မှဆက်သွယ်မေးမြန်းလို့လည်းရပါတယ်